လူသားမျိုးနွယ်ရဲ့ကြီးမားတဲ့ခြေလှမ်းစစ်အေးခေတ်အမေရိကန်ဆိုဗီယက်စားတဲ့အင်အားကြီးနိုင်ငံတွေအဖက်ဖက်မှပြိုင်ဆိုင်နေကြခြင်းအမေရိကန်သမ္မတဂျွန် F ကနေဒီကအမေရိကန်ပြည်သူတွေကိုကတိပေးခဲ့ပါတယ်။အဲဒါကတော့ဒီဆယ်စုနှစ်မကုန်ခင်လပေါ်လူတစ်ယောက်ဆင်းသက်ပြီးပြန်လာနိုင်အောင်လုပ်ပြမယ်ဆိုတာပဲဖြစ်ပါတယ်။1969ခုနှစ်ဇူလိုင်လ16ရက်နေ့မှာတော့အပိုလို11ယာဉ်ကိုကနေဒီအာကာသစင်တာကနေလွတ်တင်ခဲ့ပါတယ်။ကြီးမားတဲ့ Saturn V ဒုံးပျံယာဉ်ကြီးပေါ်မှာအာကာသယာဉ်မှူးတွေဖြစ်တဲ့ Neil Armstrong နဲ့အတူ Buzz Aldrin, Michael Collins တို့လည်းပါဝင်ပါတယ်။မိုင်2,400,000ကျော်ခရီးကို4ရက်ကြာအောင်တွားပြီးတဲ့နောက်လပေါ်ဆင်းသက်မဲ့ယာဉ် Eagle ဟာခွဲထွက်သွားပြီး Sea of Tranquility လို့ခေါ်တဲ့နေရာကိုဆင်းသက်ခဲ့ပါတယ်။လောင်စာဆီနဲလာတဲ့အချိန်ယာဉ်ထိန်းချုပ်မှုပိုင်းမှာအခက်အခဲကြီးကြီးမားမားရင်ဆိုင်ခဲ့အပြီးမှာတော့ American အရှေ့ပိုင်းစံတော်ချိန်ဇူလိုင်20ရက်ညနေ4:19မိနစ်မှာ Houston Tranquility Base နေရာမှာ Eagle ယာဉ်ဆင်းသက်မယ်လို့ Armstrong ကရေဒီယိုကနေလမ်းအကြောင်းပြန်ခဲ့ပြီးလမျက်နှာပြင်ပေါ်အခြေချခဲ့ပါတယ်။ဒါဟာလူတစ်ယောက်အတွက်ခြေလမ်းငယ်တစ်ခုလူသားမျိုးနွယ်အတွက်တော့ကြီးမားတဲ့ခြေလမ်းကြီးတစ်ခုပဲလို့ဆိုခဲ့က Buzz Aldrin နဲ့အတူလကဘာမြေပေါ်အမေရိကန်အလံစိုက်ထူခဲ့ပြီး2နာရီကျော်ကြာလမျက်နှာပြင်ကိုစူးစမ်းလေ့လာနေခဲ့ကြပါတယ်။ Michael Collins ကတော့အထက်မှာတစ်ယောက်တည်းပတ်မောင်းနေခဲ့ပြီးသူတို့ပြန်လာတာကိုစောင့်နေခဲ့ပါတယ်။လပေါ်မှာ21နာရီကြာနေခဲ့ကအာကာသယာဉ်ငယ် Eagle ပြန်တက်ပြီးတဲ့နောက်မှာတော့ Columbia Commander Mondu နဲ့ပြန်လည်ဆုံတွေ့ခဲ့ပြီးအိမ်ပြန်ခီးစတင်ခဲ့ပါတယ်။ဇူလိုင်24ရက်မှာအပိုလို11ဟာပစိဖိတ်သမုဒ္ဒရာရဲ့လုံခြုံစွာဆင်းသက်နိုင်ခဲ့ပြီးကမ္ဘာတဝန်းလူတန်းချီကြည့်ရှုခဲ့တဲ့ဒီအောင်မြင်မှုကလူသားတွေအနာဂတ်အတွက်အလားအလာကြီးမားတဲ့ခြေလှမ်းတစ်ခုဆိုတာသက်သေပြခဲ့ပါတယ်။ကမ္ဘာတဝန်းလူတွေကိုအံ့ဩဝမ်းသာဖြစ်စေခဲ့ပြီး၎င်းခြေလှမ်းကမျိုးဆက်တစ်တွေကိုကြေတာယာတွေစီရောက်အောင်ကြိုးစားဖို့လှုံ့ဆော်ခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်